Facebook မှာကိုဗီဒီယိုတွေပေါက်လာဖို့ perfect ဖြစ်နေအောင် editing လုပ်ဆရာမလိုဘူးလို့ပြောရင်ယုံလားဟုတ်ပါတယ်ဒါကလုံးဝအမှန်တရားတစ်ခုပြောပြနေရပဲဖြစ်ပါတယ်စဉ်းစားကြည့်လေကိုယ့်ရဲ့ new feed မှာပေါ်လာတဲ့ video တိုင်းက editing ကို share ဖြစ်နေအောင် perfect ဖြစ်နေအောင် edit လုပ်ထားလားဆိုတာဟုတ်ပဲ Hi အားလုံးပဲမင်္ဂလာပါမှုပါပဲဖြစ်ပါတယ် Welcome to my channel မှုကတော့ Facebook နဲ့ TikTok platform တွေမှာ teaching content တွေဖန်တီးနေတဲ့ small creator တယောက်ပဲဖြစ်ပါတယ်ဒီနေ့ဒီ video မှာတော့ how to go viral on Facebook မှာကိုယ့်ရဲ့ video တွေပေါက်အောင်ဘယ်လိုလုပ်ရမလဲဆိုတာနဲ့ပတ်သက်ပြီးမှမှုရဲ့တနေ့Facebook ပေါ်မှာ video တွေတင်လာတဲ့အတွေ့အကြုံတွေကို sharing လုပ်ပြီးတော့မယ်ဖြစ်ပါတယ်အဲ့တော့တင်နေနဲ့ကိုတင်ထားတဲ့ video တွေကဘာတင်မပေါက်လာဘူးဆိုမှစိတ်ညစ်နေတယ်ဆိုရင်ဒီ video ကိုအဆုံးထိကြည့်လိုက်ပါနော်တကယ်တော့ video တွေပေါက်လာဖို့ဆိုရင်ဒီအချက်၄ချက်လောက်ကိုတည်ထားရုံနဲ့လုံလောက်တာပဲဖြစ်ပါတယ်ပထမဆုံးတစ်ချက်အနေနဲ့ကတော့ကိုတင်တဲ့ video အမျိုးအစားတမျိုးပဲဖြစ်ရပါမယ်အဲ့တော့ video မျိုးစားလို့ပြောတဲ့အခါမှာဟာတာ video knowledge sharing video ဒါမှမဟုတ် teaching video စသဖြင့်အမျိုးအစားအမျိုးရှိတာပဲဖြစ်ပါတယ်ဒီလိုအများကြီးရှိတဲ့နဲ့တင့်နေနေကကြတော့တင်ဝါသနာပါပြီးအားတာတဲ့ဒါမှမဟုတ်တင်နှစ်သက်တဲ့ content အမျိုးအစားတစ်ခုကိုပဲရွေးချယ်ပြီးမှပုံမှန်တင်သွားပေးရမှာပဲဖြစ်ပါတယ်ဥပမာအနေနဲ့မှုကကိုယ့်ရဲ့ content ကို teaching ပိုင်းနဲ့ပတ်သက်ပြီးမှအင်္ဂလိပ်စာတင်တဲ့ video တွေပဲဖန်တီးတာမျိုးပေါ့နော်ဘာကြောင့်မလို့ကျွန်တော်တို့က content အမျိုးအစားကိုတစ်မျိုးတွေပဲရွေးချယ်ပြီးမှတင်ဖို့လိုအပ်လေးဆိုတော့social media platforms Facebook Instagram TikTok စသဖြင့်အားလုံးကသူတို့ရဲ့အထက်မှာ AI စနစ်ထည့်ထားတာပဲဖြစ်တယ်အဲ့ဒီ AI စနစ်တွေကပဲကျွန်တော်တို့ရဲ့ video တွေကိုစီစစ်ပြီးမှဖြန့်ချိပေးတာဖြစ်ပါတယ်ဥပမာအနေနဲ့မှုရဲ့ video ကအင်္ဂလိပ်စာသင်ပေးတဲ့ video အမျိုးအစားဆိုရင်အင်္ဂလိပ်စာလေ့လာနေတဲ့ viewer တွေစီဖြန့်ချိပေးတာမျိုးပဲဖြစ်ပါတယ်အဲ့တော့သင်ရဲ့ video အမျိုးအစားကဟိုလိုဒီလိုဖြစ်နေတဲ့အခါမှာအဲ့ဒီ AI စနစ်ကသင်ရဲ့ video တွေကို viewer တွေစီပို့ပြီးမှပို့ရမှန်းမသိဘူးဖြစ်သွားပြီးမှတင်ရဲ့ video တွေကပေါက်လာတော့မှမဟုတ်တော့ဘူးရှင်အဲ့တော့ပထမဆုံးနဲ့အရေးကြီးဆုံးအနေနဲ့တင်တည်ထားရမယ့်အရာကကိုယ့်ရဲ့ video ကိုအမျိုးအစားတစ်ခုတည်းဖြစ်အောင်ဖန်တီးပြီးမှတင်ရမှာပဲဖြစ်ပါတယ်အဲ့ဒါဆိုရင်တော့ဘယ်လိုတင်ကြမလဲပေါ့ကျွန်တော်က editing ပိုင်းလည်းမရဘူးဘာညာတာတကားပေါ့တကယ်တော့ editing ပိုင်းကအဓိကမဟုတ်ပါဘူးအဓိကကိုယ့်ရဲ့ video ကရှင်းလင်းဖြစ်နေဖို့ပဲလိုအပ်ပါတယ်ပြီးကြမှာ editing ပိုင်းကိုတွားရမှာပဲဖြစ်ပါတယ်အဲ့တော့ edit လုပ်တဲ့အခါမှာလည်းအရင်ကြီး professional sense ရတော့မလို့ကိုလိုတာနဲ့မလိုတာတွေကိုဖြတ်ညက်ကပ်ပြီးမှစာတန်းထုတ်ပေးလိုက်ရင်ဒါကလုံလောက်တဲ့အခြေအနေကိုရောက်နေတာပဲဖြစ်ပါတယ်အဲ့တော့တင်နေတဲ့ဗီဒီယိုတင်တဲ့ခါမှာလေတစ်နေ့ကို4 5 6ပုတ်လောက်တင်နေစမ်းမလို့အနည်းဆုံးတစ်ပတ်ကို9ရက်မှ3ပုတ်လောက်တင်နိုင်ကိုကတော်တော်လုံလောက်နေတဲ့အခြေအနေမှာရောက်နေပါပြီဒါပေမဲ့တရက်တစ်ပုတ်တင်နိုင်တော့အကောင်းဆုံးပေါ့နော်ဒါဆိုရင်တတိယတစ်ချက်အနေနဲ့အဲ့ဒီဗီဒီယိုတွေကိုတင်တဲ့အခါမှာအပေးအချင်းတွေမှာတင်ပြီးရင်ကောင်းတယ်။မှုအတွေ့အကြုံရတော့မှုရဲ့ဗီဒီယိုတွေကိုအင်္ဂါနေ့ကြာတာပတိနေ့တိုင်းညနေ9:00နာရီကနေ10:00နာရီကြာမှတင်ခဲ့တာဟုတ်တယ်ပေါ့နော်။အဲ့တော့တင်နေလေဒီအချင်းဒီရက်အတိုင်းတင်ရမယ်လို့ဆိုလိုတာမျိုးတော့မဟုတ်ဘူး။ဒါပေမဲ့ကိုတင်တဲ့ရက်နဲ့အချင်းကိုတိကျထားနိုင်တော့ပို့ပြီးမှတော့မှဒီ Facebook က AI စနစ်ကကိုယ့်ရဲ့ video မျိုးအစားကိုမြင်ဆန်တတိထားမိသွားပြီးမှ the right viewer တွေစီကိုမြင်ဖြန့်ချိပေးနိုင်တာပဲဖြစ်ပါတယ်ဒါပေမဲ့အချိန်နဲ့ပတ်သက်ပြီးမှသိထားရမယ့်အဓိကတော့ချက်တစ်ခုအနေနဲ့ကတော့ကိုယ့်ရဲ့ video ကဒီနေ့ပေါက်လာတာမျိုးကိုဆိုလို့ချင်တာမဟုတ်ပါဘူးအနည်းဆုံးတင်အနေနဲ့စိတ်ရှည်နဲ့ရှေ့နှစ်ချက်မှာမှုကပြခဲ့တဲ့အတိုင်း video တွေကို create လုပ်ပြီးမှပုံမှန်တင်သွားပြရမှာဖြစ်ပါတယ်အဲ့တော့တင်လာတော့ဟုတ်ပါပြီဘလောက်ကြာမှကိုယ့်ရဲ့ video က viral ဖြစ်နေချင်ရှိလေပေါ့နော်မှုကအတွေ့အကြုံရတော့မှုရဲ့ video တွေကိုအဲ့လိုပုံမှန်လေးတင်ပြီးမှ2လလောက်နောက်ပိုင်းမှာက Facebook setting ကသူ့ဘာသူဖြန့်လာတဲ့အဆင့်မှာရောက်လာတော့ပို့ပြီးမှ viewer လေးများလာသလို follower တွေလေးများလာပြီးမှ content monetization by ဝင်တဲ့လမ်းကြောင်းကသူ့အတူအဲ့လိုရောက်သွားပြီဖြစ်တယ်ပေါ့နော်နံပါတ်4တစ်ချက်အနေနဲ့ကကြတော့ဘလောက်ပဲကိုယ့်ရဲ့ video တွေကို Facebook setting ကဖြန့်နေတဲ့အဆင့်မှာရောက်နေပါစေ video တင်တာကိုရက်လို့မရပါဘူးဘာလို့ဒီလိုပြောရလဲဆိုတော့ကိုယ့် video တွေကိုတင်တာရက်လိုက်တာနဲ့အမျှFacebook setting ကဖြန့်ချိပေးတဲ့စနစ်ကလည်းရက်သွားမှာပဲဖြစ်ပါတယ်အဲ့လို Facebook setting ကကိုယ့်ရဲ့ video တွေကိုဖြန့်တဲ့စနစ်နားလိုက်ပြီဆိုတာနဲ့ကိုယ့်ရဲ့ follower ကဘလောက်ပဲရှိကိုယ့်ရဲ့ video view တွေကအလိုနေနဲ့ထိုးကျသွားမှာပဲဖြစ်ပါတယ်ဒါတော့အခုလောလောဆယ်မှုကလည်းတွေ့ကြုံနေရတဲ့အတွေ့အကြုံလေးပဲဖြစ်ပါတယ်မှုရဲ့ Facebook account မှာဆိုရင်မှုရဲ့ follower က100K plus ရှိတယ်ပေါ့နော်ဒါပေမဲ့ခုနောက်ပိုင်းဗီဒီယိုတွေတိတ်မတင်ဖြစ်တော့တဲ့အတွက်ကြောင့်မလို့ 20K view တောင်မှမရောက်နိုင်တော့တဲ့အခြေအနေမှာကျသွားတယ်ပေါ့နော်အဲ့တော့တင်နေနဲ့ကိုယ့်ရဲ့ဗီဒီယိုတွေကိုအမြဲတမ်း viral ဖြစ်နေဖို့ဆိုရင်ကိုနိုင်ကလည်းအမြဲတမ်းဗီဒီယိုတွေကိုအဆက်မပြတ် create လုပ်ပြီးမှတင်နေဖို့လိုအပ်တာမျိုးပဲဖြစ်ပါတယ်
ကဲဆိုတော့မှုကပြောလိုက်တဲ့ဒီအချက်၄ချက်ကိုဒါတိထားမယ်ဆိုရင်တော့တကယ်ချင်းတို့ရဲ့ video က viral မဖြစ်စရာကြောင်းမရှိတော့ဘူးเนาะထပ်ပြီးမှသိချင်တဲ့ make ရှိတယ်ဆိုရင်လည်း comment မှာမေးမြန်းသွားလို့ရပါတယ်နောက် video တွေမှာလည်းမှုရဲ့ဘဝအတွေ့အကြုံနဲ့သိပညာတွေကို sharing လုပ်ပေးတော့ဖြစ်တဲ့ကြောင့်မလို့ please don't forget to like and subscribe bye bye see you in my next video